percussion ဆိုတာဘာလဲဆိုတော့ percussion ဆိုတာကကျွန်တော်တို့ဗမာပြည်မှာဆိုလို့ရှိရင်ကြေးကျိုးတရေထဲမှာကျွန်တော်တို့ကကြေးထဲမှာပါတယ်တရေထဲမှာပါတာပေါ့နော်အမကြီးနောင်တို့ပါဆိုတာ percussion တွေခုနကဘုံ6လုံးပတ်ဆိုင်းဝိုင်းဆိုတာ percussion တွေကျွန်တော်တို့ဒီစီဝါဆို percussion တွေပေါ့နော်ဒါဗမာပြည် percussion ပေါ့ထားရတာအခုကျွန်တော်ဗမာအနေနဲ့ကျွန်တော်ရှင်းပြပါပေါ့နော်အဲ့ percussion ဆိုတဲ့ကျွန်တော်ရဲ့တတ်ထားတဲ့အနေထားအရပြောမယ်ဆိုရင်ကျွန်တော် Latin ကိုအဓိကထားတာ Latin တိုက်ကြီးတစ်ခုလုံးရဲ့ music ပေါ့နော် Latin music ကကျတော့ Cuba နိုင်ငံရဲ့ base ပေါ့ဆိုတော့သူ့ရဲ့ main base ကကျ Africa ဖြစ်သွားတာ Africa နဲ့ Cuba ကနေပြီးတော့မှဆင်းသက်လာတဲ့ music ကမှ Latin Afro ဖြစ်တာ Afro music ဆိုတဲ့ဟာကအခုဆိုအရန်ကိုလူတွေကြားထဲမှာအရန် pop ဖြစ်တယ်လေကျွန်တော် teenager မြင်နေလိမ့်မယ်အမှ percussion ဆိုရင်မှ conga အရှိဆိုရင် congas လို့ခေါ်တယ်အမှအတူဘုံတိုလေးတစ်ခုဆက်တာဆို bongo လို့ခေါ်တယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံး percussion တွေပဲအမှဒီဘားချိုင်းဆိုရင်ဘားချိုင်းလေးကျွန်တော် VCD ခါကိုတော့မှတွေ့ဘူးလိမ့်မယ်ကျွန်တော်လက်ကလေးဆိုတော့ဘားချိုင်းအဝါရောင်လေးဆိုအဲ့ဒါဆိုရင်သူကဘားချိုင်းပေါ့နော်ဘားချိုင်းဆိုတာလည်းရှင်းပြောတော့ percussion ရဲ့ instruments တွေမှာပါတာပဲကျွန်တော်ငယ်ငယ်တော့အခုဝယ်ပေးတဲ့9000နဲ့ Tambourine ကလည်း percussion ပဲပေါ့နော်ပြီး shaker ဆိုရင်လည်းဒီ shaker ဆိုဒီ kit တော့တော်တော်များများတော့ဟို generation ကသိကြတာများတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့အမှ maracas တို့ shaker တို့ huiro တို့ဒီ Latin ထဲမှာပြောမှဆို huiro ဆိုလို့ရှိရင်ဘူးတိကြောက်လိုဟာမျိုးဒုံးနဲ့ချစ်တာပေါ့နော်ချစ်တဲ့ဟာပြီးလို့ရှိရင် maracas ဆိုအပူလုံးလေးနှလုံးပေါ့အဲ့ဒါပဲဘယ်လိုရုပ်ရှင်နဲ့ရှင်လို့ရှိရင်အမှ Jim Carrey ကားထဲမှာပါတယ်ပြီးလို့ရှိရင် cowbell တွေရှိမယ်ပြီးလို့ရှိရင်ဘာရှိမလဲတင်ပါလေးရှိမယ်တင်ပါလေးဆိုလို့ရှိရင်ကျွန်တော်ဒေဦးတန်လို့ထွက်တယ်တောင်းတောင်းနှုံဆိုတဲ့အတန်ထွက်တဲ့ဟာမျိုးပေါ့နော်ပြီးရင် wood block တွေရှိမယ် plastic block တွေရှိမယ်ပြီးရင် clave တွေရှိမယ် clave ဆိုဒုတ်ချောင်းလေးနဲ့ချမယ် click click ဆိုရိုက်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကကျွန်တော်ဒီ Latin က music က base ပေါ့နော်ဒီ African group တွေသွားမယ်ဆိုရင် percussion African ကျတော့ djembe တွေ ashiko တွေအများကြီး dum dum တွေအများကြီး dum dum ဆိုတာ base อ่ะပေါ့ဗျာ boom ဆိုထွက်တဲ့ဟာပေါ့ ashiko ကျတော့မတ်တရက်တီးတာပေါ့နော်ဂျမ်ဘဲကျတော့သူကဒီလိုတခါတည်းပေါင်ကြားမှာကျိုးနဲ့ဆိုင်းပြီးတော့မှတီးတယ်သူကကျွန်တော်ဗမာပြည်ကအရှေ့မှာဆိုအိုးစီအရှေ့ကိုဖြတ်ထားလို့ပဲအိုးစီတို့ပေါ့နော်ဂျမ်ဘဲပေါ့နော်အိန္ဒိယဆိုရင်တပ်ပလာရှိတယ်ကျွန်တော်ကိုကြီးချို့တစ်ချင်းမှာတပ်ပလာတီးခဲ့လို့ပြောအဲ့လိုမျိုးပဲသူ့နိုင်ငံနဲ့သူ့ method နဲ့သူ့ hand technique တွေနဲ့အကုန်ရှိတယ်အဲ့ဟာတွေအကုန်လုံးကိုလေးလာပြီးတော့မှပဲ percussion သမားတယောက်ဖြစ်လို့ရတာပေါ့နော်ကိုကမတီးတာပဲရှိမယ်ဒီပစ္စည်းကိုမတီးဘူးဆိုတာမရှိဘူးမတီးတတ်တာလည်းမရှိဘူးဥပမာတပ်ပလာလိုဟာမျိုး India music ဖြစ်နေကျွန်တော်တီးလို့မရဘူးကျွန်တော်နိုင်ငံမှာဒီလို music မထွန်းကောင်းအဲ့ဆိုရင်ကျွန်တော်မတီးဘူးဒါပေမဲ့မတီးတတ်တာမဟုတ်ကျွန်တော်တီးတတ်တယ် percussion ဆိုတော့နိုင်ငံပေါင်းစုံမှာရှိတယ် African drums တွေကျွန်တော်ဆိုရှိတယ်ဒါပေမဲ့ကျွန်တော်မလိုအပ်တဲ့အတွက်တီးလို့မရတော့ဗောနော်သူနဲ့ကိုက်မဲ့ music မရှိဘူးဗောနော် Latin ဒီ conga ဆို bongo ဆိုဘာလို့ညာတော့ကျတော့တချင်းတိုင်းနဲ့ကိုက်တာ African ရဲ့ drums နဲ့ပတ်သက်တာ percussion တွေအကုန်လုံးဗောနော်ဒီခုနက Cuba နဲ့ပတ်သက်တဲ့ percussion တွေအကုန်လုံးရဲ့ဟာတွေကတော့ကျွန်တော်စီမှာအကုန်ရှိတယ်အဲ့ဒါနဲ့ပတ်သက်တဲ့သင်တန်းတွေလည်းကျွန်တော်လုပ်နေတာဗောနော်ဆိုတော့ကိုယ်တိုင်လည်းတီးတယ်